မောင်လေးမင်္ဂလာပါနော် မင်္ဂလာပါ အမားတို့ကဆိုတော့ TikTok ဗီဒီယိုလေးရိုက်ပြီးတော့မှကောက်မလေးရှာပြီးတော့ post တင်ပေးရပါတော့ ဟုတ် မောင်လေးကဘယ်ရလဲမသိဘူး ဟောကျွန်တော်မန်းလေးရပါ မောင်လေးကအကြောင်းတက်နေရလားဒါမှမဟုတ်အလုပ်လုပ်နေရလား ဟောကျွန်တော်12တန်းကျောင်းတက်နေရ ဒါဆိုရင်ဘယ်ကြောင်းပဲတက်တာလဲမသိဘူးနော် ဟော ARD International School ဝါသနာလေးတစ်ချက်လောက်ပြပြပေးလို့ရမလား ကျွန်တော်ဟော basketball ဆော့တာကြိုက်တယ်ပြီးရင် AB စားတာကြိုက်တယ် အဲ့ဆိုလို့ရှိရင်မောင်လေးကိုရွေးချယ်တင်တဲ့အချက်လေးတစ်ချက်လောက်ပြပြပေးလို့ရမလား ကျွန်တော်က very loyal ဖြစ်တယ် I can take care of you ပေါ့အဲ့လိုမျိုး very nicely yeah ဘီယာတို့စီလိတ်တို့ရောတောက်တက်လား မတော့တယ်ပါဘူး ဒီစိတ်တဲ့ကောင်မလေးပုံစံတိုက်လေးတစ်ချက်လောက်ပြပြပေးလို့ရမလား ကျွန်တော်ရဲ့ energy ကို match နိုင်တဲ့ girl ပေါ့ you know like someone who can matches my energy အဲ့လိုမျိုးမင်္ဂလေးပေါ့ မောင်လေးရဲ့နာမည်လေးတစ်ချက်လောက်ပြပြပေးလို့ရမလား ဟောကျွန်တော်နာမည် Eldridge ပါ မောင်လေးကမမတင်းလားညီမလေးတင်းလား အမလည်းရတယ် younger လည်းရတယ် မောင်လေးရဲ့ Facebook အကောင့်လေးဖြစ်ဖြစ်တာမဟုတ် TikTok အကောင့်လေးဖြစ်ဖြစ်တစ်ချက်လောက်ပြပေးလို့ရမလားပြပေးနော်ထောင်ပြဒီကောင်လေးနဲ့ live ဖတ်မယ်ကောင်မလေးမျိုးရှိရဆိုလို့ရှင်ကိုမမမရှင်းခေါ်ပေးပါအောင်နော်